FA သမိုင်းမှာအကြီးမားဆုံးကမောက်ကမရလက်ဖန်တီးခဲ့တဲ့နန်းလီအသင်း McAfee အားလုံးပဲမင်္ဂလာပါ CD Insider from Burma ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်10ရက်နေ့ည FA တတိယဆင်ပွဲစဉ်မှာ McAfee အသင်းက 2-1 ဆိုတဲ့ရလက်နဲ့ Crystal Palace ကိုအနိုင်ယူသွားပါတယ်ဒီဗီဒီယိုမှာတော့ McAfee အသင်းကဘယ်လိမှာကစားနေလဲသူတို့ရဲ့ကစားသမားတွေနဲ့နီးပြတွေအကြောင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်မစခင် CME ကို YouTube မှာ Subscribe မလုပ်ထားသေးရင်လုပ်ထားနိုင်ပါတယ်အားပေးတဲ့အတွက်ကျေးဇူးပါပွဲသိမ်းခေယာမုတ်ချိန်မှာတော့အသင်းကောင်းဆောင်ဖောတော်ဆန်ကဘောလုံးကိုရောက်ချင်ရရောက်အသက်ကုန်ကန်ထုတ်လိုက်ပါတယ်ဘောလုံးကတကယ်ပဲရောက်ချင်ရရောက်သွားခဲ့တာပါ McAfee 2 Crystal Palace 1မှာဒီ score line ကတော့ဘယ်တော့မှပြောင်းလဲသွားဖို့မရှိပါဘူး Premier League ထက်9ဆင့်နှိမ့်တဲ့17မှတန်း Semi Pro League ကအသင်းတစ်သင်းက Premier League အသင်းကိုအနိုင်ယူသွားတာယနေ့မှပြောများနေပါတယ် Palace ကအင်္ဂလန်မှာအဆင့်73ဆိုရင် McAfee ကအဆင့်119ထိရှိနေတဲ့အသင်းပါဒါ FA သမိုင်းတစ်လျှောက်ကြီးမားဆုံး upset ရလက်တစ်ခုလည်းဖြစ်လာပါတယ်ဒီလိုပဲ FA ချန်ပီယံဖြစ်ခဲ့မှုတဲ့အသင်းတစ်သင်းကိုနန်းလီအသင်းတစ်သင်းကအနိုင်ယူခဲ့မှုတာကလွန်ခဲ့တဲ့118နှစ်1908-1909ဘောလုံးရာသီမှာဖြစ်ပါတယ်။အဲဒီတုန်းက Crystal Palace က Wolverhampton ကိုဖြုတ်ချခဲ့မှုတာပါ။ McAfee ရဲ့သမိုင်းဝင်နိုင်ပွဲကတော့ FA ရဲ့နှစ်ပေါင်း155နှစ်သက်တမ်းအတွင်း17မှတန်းအသင်းကပထမတန်းအသင်းတစ်သင်းကိုအနိုင်ယူခဲ့တဲ့ပထမဆုံးဖြစ်စဉ်ဖြစ်လည်းမှတ်တမ်းဝင်ခဲ့ပါတယ်။ကလပ်သမိုင်းမှာလည်းကြီးကျယ်ခမ်းနားတဲ့နေ့တစ်နေ့အဖြစ်ကြံရစ်ဖို့သေးချာသွားစေတာပါ။အသင်းရဲ့မာကန်ပရိသတ်တွေကအသင်းကောင်းဆောင်ဒေါ်ဆန်တယောက်ဖွင့်ကိုးသွင်းနိုင်ခဲ့လို့အောင်ပွဲခံနေကြပေမဲ့မိနစ်60ပြည့်ရင်တော့ရှုံးမှာပဲလို့တွက်ဆထားကြတာပါဒီအကြောင်းကို Paula Park ဆိုတဲ့အမာကန်မျိုးသမီးပရိသတ်တယောက်ကအခုလိုဖွင့်ရပါတယ်ရလက်ကဒီလိုဖြစ်လာမယ်ဆိုတာမျိုးကဘလို့မှကြိုတင်တွက်ဆထားလို့ရတာမဟုတ်ပါဘူးပရိသတ်တွေကိုယ်တိုင်တောင်ဒီရလက်ကိုမျှော်လင့်မထားကြတာပါတကယ်ကိုမယုံနိုင်စရာပါကိုအသင်းကအောက်အသင်းပေမဲ့ဒီနေ့မှာတော့အသင်းကြီးတစ်သင်းလို့ခံစားခဲ့ရပါတယ်လို့ဆိုပါတယ်ဒီနေ့တိုင်ပွဲက McAfee ပရိသတ်တွေအတွက်တော့တစ်သက်မမေ့နိုင်စရာနေ့တွေကတနေ့ဖြစ်လာခဲ့ပါတယ်ပွဲပြီးမှပရိသတ်တွေကကွင်းထဲပြေးဝင်ပြီးအသင်းကောင်းဆောင်တော်ဆန်နဲ့အတူအပြင်းထန်အောင်ပွဲခံသွားတာပါတစ်ချိန်နဲ့တစ်ဖက်ဘဲလစ်အသင်းမှာလာမယ့်2026ကမ္ဘာဖလားကိုသွားရောက်ကစားမယ်မက်ဂေဟီအတန်ဝါတန်တို့လိုအင်္ဂလန်လက်ရွေးစင်ကစားသမားတွေလည်းရှိနေခဲ့ပါတယ်အသင်းကောင်းဆောင်တော်ဆန်ကိုပဲဥပမာယူပြီးပြရင်အင်္ဂါနေ့မှာပဲ Redcliffe နဲ့ပွဲမတိုင်ခင်ကွင်းထဲမှာနှင်းရှင်းလင်းရေးလုပ်နောက်တော့ကြာနေ့မှာဆိုမိသားစုလုပ်ငန်းဖြစ်တဲ့ဖျောင်းနိုင်နဲ့အမွှေးနှံသာထုတ်ပိုးမှုမှာဝင်ကူအလုပ်ပြီးရင်ကစားသမားတွေတက်လေးချိန်ငယ်ဝစ်စုံတွေပြင်ဆင်ပေးတာနဲ့နေ့ရက်တွေကိုဒီလိုဖြတ်တန်းနေသူပါဒါအပြင် McAfee အသင်းကို United နဲ့အင်္ဂလန်ကစားသမားဟောင်း Rooney ရဲ့ညီငယ်ဆုံး John Rooney ကနီးပြဖြစ်ဆောင်ရွက်နေပါတယ်။ဒေါ်ဆန်ကတော့အသင်းကောင်းဆောင်လည်းဖြစ်တာကြောင့် Palace နဲ့ပွဲမတိုင်ခင်ထိကြိုတင်ပြင်ဆင်တဲ့အနေနဲ့ truck ကားတစ်စီးနဲ့နှင်းရှင်းနေလို့နီးပြကမနဲ့အနားယူခိုင်းထားတယ်လို့ဆိုပါတယ်။အသင်းမှာကစားသမားတွေကအချိန်ပိုင်းကစားနေကြတာပါ။လေ့ကျင့်ခန်းဆိုရင်တော့တစ်ပတ်ကို2ကြိမ်ပဲလူစုပြီးပြုလုပ်ကြတယ်လို့သိရပါတယ်။ BBC နဲ့ပွဲပြီးအင်တာဗျူးမှာဒေါ်ဆန်ကနီးပြကကျွန်တော်ကိုပုံမှန်ကို4ချိန်တက်12 kg 73kg လောက်ပိုနေလို့တောင်အရင်တစ်ပတ်ကပြောနေပါသေးတယ်။ဘောလုံးကစားနေပေမဲ့6ရောက်တဲ့ဆိုင်ကျွန်တော်ခေါင်းကပိုအသုံးဝင်ပါတယ်လို့ကစားသမားကဆိုပါတယ်။ဒေါ်ဆန်ကဖျောင်းနိုင်ထုတ်ပိုးတဲ့အလုပ်လုပ်သလိုနောက်ခံလူ Sam Hadcock ဆိုရင်လည်းမူလာတန်းကျောင်းမှာ PE သင်ကြားနေသူပါ။ Sam Hadcock ကလည်းဒီပွဲကိုသူတို့နိုင်မယ်လို့မထင်ထားကြောင်းပုံမှန်လင်းဖွင့်ရပါတယ်။2020စက်တင်ဘာမှာအသင်းကပေါင်9သိန်းလောက်ကျွေးတင်နေပြီးငွေကြေးပိုင်းမဖြစ်ရှင်းနိုင်တာကြောင့်ပထမတန်း Semi Pro League ဖြစ်တဲ့ National League ကနေထုတ်ပယ်ခံရပြီး17မှတန်း League ကိုရောက်ရှိနေတာယနေ့အထိပါ။လက်ရှိအသင်းပိုင်ရှင် Ross Matra ကတော့သူ့အသင်းအနေနဲ့ Palace ကိုနိုင်ဖို့မပြောနဲ့ပွဲချိန်တွင်ဦးဆောင်ထားနိုင်မယ်လို့ပွဲမတိုင်ခင်ကမထင်ထားခဲ့ကြောင်းဆိုပါတယ်။ဒါအပြင်အကျွေးနစ်နေတဲ့ McAfee အသင်းကိုဝယ်ယူဖို့စဉ်းစားရမှာ4ရက်လောက်ရက်မူးအောင်တောက်ပြီးမှဒီဆုံးဖြတ်ချက်ကိုမူးနဲ့ချခဲ့တာလို့ဆိုပါတယ်။အသင်းပိုင်ရှင်အနေနဲ့ဒီနှစ်တွင်မှာတော့အသင်းကိုစိတ်နှစ်ပြီးပြန်လည်မွမ်းမံနေခဲ့တာတော့အမှန်ပါ။လာမယ့်တနင်္လာနေ့မှာတော့ McAfee အသင်းက Woking FC နဲ့ FA Trophy စတုတ္ထဆင့်ကိုကစားသွားပါမယ်။ဒီ FA Trophy ကတော့အပျော်တမ်းအသင်းတွေအတွက်ပြုလုပ်ထားတဲ့ရှုံးထွက်ပြိုင်ပွဲတစ်ခုပါ။ Palace ကိုအနိုင်ယူပြီးနောက်မှာတော့ McAfee ကိုဘယ်အသင်းမှ short တွက်ရဲတော့မယ်မထင်ပါဘူး။ဒါကတော့ FA တတိယအဆင့်မှာနှစ်ပေါင်း155နှစ်အတွင်းအကြီးမားဆုံး upset ရလက်တစ်ခုကိုဖန်တီးပေးသွားတဲ့ McAfee အသင်းအကြောင်းကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ကျွန်တော်တို့နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်။အားပေးတဲ့အတွက်ကျေးဇူးပါ။